ကဲဗျာဒီနေ့မှာတော့အတန်းတွေကကောင်မလေးတွေကိုလွမ်းတာနဲ့မာလာရှန်ကောလှုပ်စာပြစ်လိုက်ပါတယ်ခင်ဗျာခုမာလာရှန်ကောလုံနီးလေးကိုတစ်ချက်လောက်လိုက်ကြည့်လိုက်ပါအောင်ခင်ဗျာတနေ့မှငါမြဲတွေ့နေကြမင်းကလေးမမြင်မှာကွာမင်းတယောက်တည်းဟာကောင်းတယ်လို့ကဲဗျာလို့ခုကျွန်တော်ဆိုတာကြည့်ပြီးစားချင်နေပြီမလားလို့စားချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းစခွင်ကြီးကရက်လိုက်ပါတော့ဗျာလို့အပြင်မှာကျွေးချင်ပါစတာပါနောက်တာပါအတီးပါဗျာလို့ကျွန်တော်ရှိကိုမှားလို့လည်းရပါတယ်စားချင်လို့ရှိရင်တော့ကျွန်တော်အော်ဒါယူပြီးတော့လုပ်ပေးပါမယ်ခင်ဗျာကျွန်တော်စီအော်ဒါမှာလို့ရှိရင်တော့တန်ရုံးစင်တွေရောချစ်တွေရောလွမ်းနေတဲ့ကောင်မလေးကိုလွမ်းနေတဲ့ချစ်တွေရောအကုန်လုံးကိုထည့်ပြီးတော့ကျွန်တော်လုပ်ပေးလိုက်မှာပါပြန်လာနိုင်မလားဖုံပြောတဲ့စကားလေးတွေနဲ့နားတွေကမြေချနေလို့ပြန်လာပေးပါပြန်လာနိုင်မလားကဲမဆိုင်တာတွေပြောမိကုန်ပြီဗျာလို့တကယ်မှာကျင်တယ်ဆိုလို့ရှိရင်မှာလို့ရတယ်နော်10ဝက်ထပ်ဆိုရင်ကျွန်တော်ကိုယ်တိုင်လာဖို့ပေးမှာကဲဗျာကျွန်တော်တချို့ဆိုတာကိုနားထောင်ပြီးတော့စားကျင်စိတ်တွေပေါက်သွားပြီလို့တော့စားကျင်ရင်လည်းမကြွေးဘူးလို့တော့မပြောဘူးကြွေးမယ်နော်ဒါမဲ့များကျွန်တော်ခုတလုံးမှာရတန်းလေးကကောင်မလေးရမ်းလွမ်းနေတယ်ဘယ်လိုလုပ်ရမလဲလို့ကျွန်တော်ထားလာတဲ့ကောင်မလေးတွေလည်းလွမ်းတယ်လို့ကျွန်တော်ကအမြဲတမ်းထားခဲ့ခါ